မင်္ဂလာပါဗျာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာအလုပ်တွေစာသင်ရတာတွေနဲ့ပင်ပန်းလာတဲ့အခါညဘက်မှာဇက်ကားလေးတကားကြည့်ပြီးအပန်းဖြေဖို့ကြိုးစားကြပါတယ်ဒါပေမဲ့ပြဿနာကဇက်ကားရွေးရတာဟာတခါတလေလှုပ်လှုပ်ရတဲ့ထက်တောင်ပိုပင်ပန်းနေတတ်တာပါပဲ Netflix Disney Plus ဒါမှမဟုတ် Facebook ပေါ်မှာဟိုကားကြည့်ရနုံနုံဒီကားကြည့်ရနုံနုံနဲ့ရှာဖွေရင်းချိန်တွေကိုနောက်ဆုံးဘာမှမကြည့်ဖြစ်ပဲစိတ်ပြက်ပြီးအိပ်ပျော်သွားတာမျိုးခဏခဏကြုံဖူးကြမှာပါခါလေကြပြန်တော့လေသူများညွှန်းလို့ကြည့်ပြီးပါတယ်ကို့အတွက်ကြတော့အချိန်ကုန်ရကျိုးမနဲ့ပဲစိတ်နှောက်ယှက်ဖြစ်ရတာမျိုးတွေလည်းရှိတတ်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့တင်းရဲ့အဖိုးတန်အားလက်တဲ့ချိန်တွေကိုအတိတ်ပဲရှိစေမဲ့ဇာကားကောင်းတွေကိုဘယ်လိုဒီတေးကြရွေးရမလဲဆိုတဲ့လှုပ်ဝက်ချက်၅ချက်ကိုတင်ဆက်ပေးသွားမှာပါ၁ကိုယ့်ရဲ့စိတ်အခြေအနေမှုကိုအရင်ဆုံးနားထောင်ပါပထမဆုံးနဲ့ရည်စူးဆုံးချက်ကတော့ vibe check လုပ်ဖို့ပါပဲရုပ်ရှင်ဆိုတာစိတ်အတွက်အစားအစာပါပဲကိုကအရန်ပင်ပန်းပြီးစိတ်ဖိစီးနေတဲ့အချိန်မှာခရစ္စတိုဖာနိုလန်ရဲ့တန်းတဲ့လူမျိုးခေါင်းစားရမယ့်ကားမျိုးတွားကြည့်မိရင်ပန်းပြေမှာမဟုတ်ပဲပိုတော့စိတ်ရှုပ်သွားပါလိမ့်မယ်။ကဲရဲ့အတင်ဟာစိတ်တက်ကြနေရင် feel good comedy ကားတွေကိုရွေးပါ။ဘွာအကြောင်းတွေးတော့ချင်ရင် drama slice of life ကိုကြည့်ပါ။စိတ်လှုပ်ရှားမှုကိုလိုချင်ရင်တော့ thriller mystery ကအကောင်းဆုံးပါပဲ။ကိုယ့်ရဲ့မှုနဲ့ကိုက်ညီတဲ့ genre ကိုအရင်ဆုံးသတ်မှတ်လိုက်တာဟာဇက်ကားရွေးချယ်မှုရဲ့90%ကိုအောင်မြင်သွားစေပါတယ်။နှစ် rating စနစ်ကိုကျွမ်းကျင်စွာအသုံးချပါ။ rating တွေကိုကြည့်တဲ့အခါ IMDb တစ်ခုတည်းကိုပဲမကြည့်ပါနဲ့။ platform တစ်ခုချင်းစီမှာမတူညီတဲ့အားသာချက်တွေရှိပါတယ်။ IMDb ဒါကတော့ပြည်သက်အများစု general audience ရဲ့အကြိုက်ကိုပြပါတယ်။ score 7.5 ထက်ဆိုရင်ကြည့်တဲ့ကားကောင်းစည်းနဲ့ပါပါတယ်။ Rotten Tomatoes ဒီမှာတော့ဝေဖန်ရေးဆရာတွေရဲ့အမြင် Tomatometer နဲ့ပြည်သက်ရဲ့အမြင် audience score ဆိုပြီး2မျိုးရှိပါတယ်။အကယ်၍ဝေဖန်ရေးသမားတွေကအမှတ်နည်းပြီးပြည်သက်ကအမှတ်ပေးများနေရင်အဲ့ဒီကားဟာပေါ့ပေါ့ပါပါနဲ့ဖျော်ဖြေမှုပေးနိုင်တဲ့ entertainment ဖြစ်ဖို့များပါတယ်။ Letterboxd ဒါကတော့ရုပ်ရှင်ကိုအမြဲတမ်းခရီးစစ်တွင်ကြကြည့်တတ်တဲ့ Cinephile တွေရဲ့ rating ဖြစ်လို့ပိုပြီးအရေးသွင်းမြင့်တဲ့ကားတွေကိုရှာဖွေရမှာထောက်ကူပြုပါတယ်။၃ trailer နဲ့ plot summary ကိုအပေါ်ရန်မကြည့်ပါနဲ့။ trailer ကြည့်တဲ့အခါတခုသတိထားဖို့ကတချို့ trailer တွေကဇလန်းထက်ပိုကောင်းနေတတ်တာပါ။ဒါကြောင့် trailer ကိုတဝက်လောက်ပဲကြည့်ပြီးအချက်၃ချက်ကိုအကဲခတ်ပါ။၁ cinematography ရောင်သွေးနဲ့ရိုက်ချက်တွေကတက်ရရဲ့လား။၂ sound design နောက်ခံတီးဂီတာကဇလန်းနဲ့လိုက်ဖက်ရဲ့လား။၃ pacing trailer ထဲမှာတင်ဇလန်းကနှေးကွင်းနေလားဒါမှမဟုတ်ဆွဲဆောင်မှုရှိလား။နောက်ပြီး log line လို့ခေါ်တဲ့ဇလန်းအညွှန်းတစ်ကြောင်းစာကိုဖတ်ကြည့်ပါ။အဲ့အညွှန်းကတင့်ကိုနောက်ထပ်ဘာဖြစ်မလဲဆိုတဲ့စူးစမ်းစိတ် curiosity ကိုမပေးနိုင်ရင်အဲ့ဒီကားကိုကြော်လိုက်တာအကောင်းဆုံးပါပဲ။၄ director နဲ့ထုတ်လုပ်ရေးကုမ္ပဏီတွေကိုမှတ်သားထားပါ။ဒါကတော့ဇက်ကားကောင်းတစ်ကားကိုလုံးဝမလွဲချော်စေမယ့်နည်းလမ်းပါ။လူသိများတဲ့မင်းသားမင်းသမီးတွေထက် director ဟာဇက်ကားရဲ့အရေးအသွေးကိုပိုပြီးအာမခံချက်ပေးနိုင်ပါတယ်။ဥပမာ Denis Villeneuve ရိုက်တဲ့ကားတွေဆိုရင် visual ဘိုင်းလာမယ်။ Greta Gerwig ဆိုရင်ခေတ်သစ်မျိုးသမီးတွေရဲ့အမြင်ကိုတင်ဆက်မယ်စသဖြင့်ပေါ့။ဒါ့အပြင် A24, Neon ဒါမှမဟုတ် Searchlight Pictures လိုမျိုးထုတ်လုပ်ရေးကုမ္ပဏီတွေရဲ့ဒစိမ့်ကိုမြင်လိုက်ရင်အဲ့ဒီကားဟာပုံမှန်ကားတွေတက်ပိုပြီးထူးခြားဆန်းသစ်တဲ့ဇလန်းပုံစံ original storytelling ဖြစ်မယ်ဆိုတာယုံကြည်လိုက်လို့ရပါတယ်။ငါ spoiler မပါတဲ့ review တွေကိုအားကိုးပါ။ဒီနောက်ဆုံးတစ်ချက်ကတော့ကိုယုံကြည်ရတဲ့ movie reviewer တွေရဲ့အမြင်ကိုနားထောင်တာပါပဲ။ဒါပေမဲ့တတိထားမှာက spoiler တွေပါမပါပဲ။ဘာဖြစ်လို့ကြည့်တင်လဲဆိုတဲ့အချက်ကိုပဲအဓိကထားပြောပြတဲ့ review တွေကိုရှာဖတ်ပါ။ review တစ်ခုမှာဇလန်းရဲ့အမှုပညာမြောက်မှု artistic value နဲ့ဖျော်ဖြေမှု entertainment value ကိုဘယ်လိုချိန်ကြည့်ထားသလဲဆိုတာကိုနားထောင်ကြရပြီ။တိစိတ်ကြိုက်ဇာကားမျိုးဟုတ်မဟုတ်ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ကဲအခုကျွန်တော်ပြောပြသွားတဲ့နည်းလမ်းတွေကတင့်ရဲ့နောက်ထပ် movie night တွေမှာဇာကားရွေးရတော့ပိုပြီးလွယ်ကူမြန်ဆန်စေမယ်လို့ညွှန်နေပါတယ်။မှတ်ထားရမှာကလူတိုင်းကြိုက်တဲ့ကားဟာကားကောင်းဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ဒါပေမဲ့တင့်နှလုံးသားကိုတခုခုပေးစွမ်းနိုင်တဲ့ကားကတော့တင့်အတွက်ကားကောင်းပါပဲ။တကယ်ချင်းတို့ရောဇာကားရွေးတဲ့ကားဘယ်လိုလှုပ်ဝက်နည်းတွေကိုသုံးတတ်ကြလဲ။ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦး။ကျေးဇူးတင်ပါတယ်ဗျာ။နောက်မှပြန်တွေ့ကြတာပေါ့။